Nikumanama Dama Meswe Tatmi Bono Happy Feast Day Lo Nukun Setabare Children Miki Maria the Kema Kabami Jiboma Ateta Soma Kanako ne Winyema Pubon Birana Mukongi no Pisang Jin Kayare Sura the Eastern and Western Christianity she and now Korean Bazari Aloha Atudu Yungchi Jar Jerusalem Yoma Jime Solution Domitian Sure Piajang Nishide Apio Nire Piajang no Kore Meroha Apio ni Birana Mukangi no Pinsang Jin Kayare Sura Yungji Jet Dogma go Atija Shinshilin at Tonguya Ngazema Dwadata Mao Senate Miao Yamani Piua Jinya Gere The Yungji Jina Sekuye Chiga Mere Boma Pipo Lara Mobene The Tudu Chaja Piashingu Chite Luri Piashi Tatamiri Piatkingo Tissa Shishine Sekane Dumiago Gavami Jiboma Shirongarama through Atheta Soma Kanaku Oba Taye Piashia saw you Dare Sura the Mahon Janema Leve to the Tuyare Elisha Tuye the Babe Chide Elisha Netu Elisha Ba Tuyale Sura the Elisha Me Yata Ne Piashinga Mukongu Pisang Jin Kayare Sura to Twilayare. Yabi Enoch Leve to do Sansane Piashin Attention Calabalo Attention Yenegu Mukongu Pisang Jin Kayare. Dinitayao Julu Muri Usare Chetkua Joto yet Mosea Mosea Tinyai Mishu Julu Muria Yungire Dai Solution Mosea Piashi Aluro Sawye Biro the Sonelo Yobime Tuoba Piashi Taya Sawu Dare Joto Yungji Jare The Senate Jamia Paesca the 2 year Sachuno Magnificentissimus Deus Lucore Sachuno Rema. The Yo-Yo de Mahamaro Shire, Tessa Shire Luigurama, a Shin Lala ne Mukango, Pinsang Dore, Solution, Mero Tandeashisia, Mashiwubo. Meroha Mia Wandema, Anaya Mi Wandema, the Jureching Asabiro. Meroha Piatkin, Kito Piau, Muipoagere, a me pillet at Jamu. Meroha to the big Kito, a Bubon Biro, getting Jinlo Nanema, Duka within a Kandan Bidana, Geze Jinema, Bawi Nedri Jamu. To ye Kanakuha, Piasi, Botoji Makaya Bene. Jesus on it, Mukongu, Shinlala, Pisang Jin Kayare, Sura, the Manoji, Chilia, Joto, Lekan Gare. I don't think a poega, Bao Solution, Solution. No. Jotoha, Mero Lout, Mamumia Pime, Mero Lout, Kriton, Pubao, Pisamu, Nisamu, Mishibi me. Jotoha, Tan Shin Zebone. Jodo ye Kanagua, when you know Piaye, Bayman of Mia Peter de Jamu. Jodo ha lebe. When you know Macavene, Kanagua, Piashi ye, Jesus or 2 Chaswa, Kansaya Resure, 3 Bejegu,
ချို့ယာနာတွေဆိုလို့ရှိရင်ညမြတဲ့ပုဂ္ဂိုလ်တွေနှစ်ပေါင်းယာလိုက်ချီပြီးတော့ချို့ယာနာဆိုထောင်လိုက်ချီပြီးတော့နှစ်ကြာပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာမပုတ်မသိုးပဲနဲ့ရှိနေတယ်ဆိုတာကျွန်တော်တို့ကြားဘူးကြတယ်ဒီ1950မှာဒီပါစတာ12ကမေရောရဲ့ဒီခန္ဓာကိုယ်မကောင်းငင်တို့ပြစ်ဆောင်ခြင်းခံရတဲ့အကြောင်းကိုအထူးကြေညာချက်ကဘာလို့ပြောဆိုလို့ခြင်းလဲဆိုလို့ရှိရင်1950ဆိုတာကမ္ဘာစစ်ကြီးနှစ်ခုအပြီးနောက်ပိုင်းမှာလူတွေသိမ်းသမကချီပြီးတော့နောက်တည်ခဲ့ကြတယ်ဒီအပြေကွန်မြူနစ်ရုရှားမှာဆိုရင်ကွန်မြူနစ်တွေအကြောင်းမို့စာလင်နယ်လင်တွေရဲ့ဒီကွန်မြူနစ်ဝါဒအကြောင်းမို့လူတွေကလည်းပဲသိမ်းသမကတည်ခဲ့ရတယ်ဒီအပြေဒီပိုလန်မှာသူတို့ကရောက်ရှိခဲ့တဲ့နေရာဒီအော့ရှ်ရစ်ဆိုတဲ့ပိုလန်မြို့နဲ့ဒီခရကောမြို့နဲ့မနီးမဝေးမှာဒီအော့ရှ်ရစ်ဂျာမနီဂျူးလူမျိုးတွေအထူးသဖြင့်3 သန်း 4 သန်းထိအောင်တတ်ခဲ့တဲ့အခြေအနေရောက်တဲ့အခါမှာသူတို့မျိုးလူတွေဟာတော့အတနာမဲ့အပြုံလိုက်ပျက်စီးခြင်းခံနေရတဲ့အခါမှာသူတို့နျူကလ িয়ার ဒီခေတ်ကြီးရောက်နေတဲ့အခါမှာစစ်တွေဆင်နွှဲနေတဲ့အခါမှာလုံးလုံးလျားလျားကြီးစွန့်ပစ်ကြဖို့ဆိုပြီးတော့1950လေကယာမင်းကြီးကတတိပေးပြီးတော့မေရောရဲ့မကောင်းရင်တို့ပစ်ဆောင်ကြီးခံရတယ်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ဂုံပြုတဲ့အနေနဲ့သူကကြီးညာခဲ့တယ်။သူတို့မျိုးကဘာကြီးမှာဖြစ်ပြနေတဲ့ဒီကျိုးဆက်တွေဟာအကျိုးဆက်တွေဟာဒီနေ့တိုင်အောင်ကျွန်တော်တို့ရဲ့လောကကြီးမှာကဘာကြီးမှာလွှမ်းမိုးနေတယ်။ကမ္ဘောဒီးယားမှာဆိုပေါ့တတ်တဲ့ကြောင့်မို့တန်းမချီပြီးတော့လူတွေသေကြတယ်။အခုဆိုလို့ရှိရင်ရုရှားနဲ့ယူကရိန်းမှာလူအသက်ကိုတန်ဖိုးမထားဘဲနဲ့စစ်ဖြစ်ပြီးတပ်ဖြတ်နေကြတယ်။ဣသရေလနဲ့အီရန်မှာလည်းပဲဒီတိုင်းပဲဖြစ်နေတယ်လို့သူများတွေကိုဝေဝေကြည့်မနေဘဲနဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာပဲညီကိုမောင်နှမအချင်းချင်းတပ်ဖြတ်ပြီးတော့နေတယ်ဟာကျွန်တော်ကြည့်တဲ့အခါမှာလူရဲ့ခန္ဓာကိုယ်ဟာတန်ဖိုးမရှိတော့ဘူးလားဒီယာမီပြောသလိုဒီ throw away mentality အမိုက်လိုပဲပြစ်တဲ့ mentality တွေအစားအစာကိုပြစ်ကြတယ်ပစ္စည်းတွေကိုပြစ်ကြတယ်အဲ့ဒီအပြင်ယာမင်းကြီးကဘာပြောလဲဆိုရင်လူကိုတောင်မှအသက်အိုကြီးလာပြီဆိုလို့ရှိရင်ယောဂရှိလာပြီဆိုလို့ရှိရင်လူပေါင်းအတွက်အကျိုးမရှိတော့ဘဲနဲ့နေနေတဲ့အဖိုးကြီးတွေဘွားကြီးတွေယောဂတွေဘာမှအသုံးမကျတော့ဘူးဆိုတဲ့ဟာတွေကိုတောင်မှပြစ်ပယ်ခြင်းကြတယ်အဆုံးသတ်ခြင်းကြတယ်လွန့်ပစ်ခြင်းကြတယ်ဆိုတဲ့ throw away mentality ကိုကျွတ်တို့ကိုသတိရစေပါတယ်လူရဲ့အသက်ဟာကျွတ်တို့ယူသေးရမယ်ဆိုတဲ့ကျွတ်တို့သူများရဲ့ခန္ဓာကိုယ်အသက်ကိုယူသေးတယ်လို့ကိုယ်အသက်ခန္ဓာကိုယ်လည်းပဲယူသေးဖို့ရာအတွက်ဂုဏ်ပြုဖို့ရာအတွက်ဖြစ်ပါတယ်နော် from womb to tomb လို့ခေါ်တဲ့အမိဝမ်းထဲကတရေတီတဲ့အချိန်ကစပြီးတဲ့နောက်ဟိုတင်ညာရောက်တဲ့အထိရှောင်းလုံးဟာအသက်အရွယ်ဘယ်ရောက်ပဲဖြစ်နေနေဘလို့အခြေအနေပဲဖြစ်နေနေကျွတ်တော်ဟာယူသေးရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့ပွဲကတော့သတိပေးနေပါတယ်မကြခင်တော့ကပြင်သစ်မှာအိုလံပစ်ကျင်းပခဲ့တယ်အဲ့ဒီအိုလံပစ်ကျင်းပတဲ့အခါမှာအရင်ကအိုလံပစ်တွေထဲဒီအိုလံပစ်ကဘာလဲဆိုလို့ရှိရင် faster higher and stronger လို့ပြောတယ် faster ဆိုတာအရင်တုန်းကစံချိန်တွေထက်အပြေးတွေမှာတော့၎င်းဘောလုံးကစားတဲ့အခါမှာတော့၎င်းပို့ပြီးတော့စံချိန်ကပို့ပြီးတော့တွက်လက်လာ faster ညံကြတယ်တွက်ကြတယ်စံချိန်ကပို့ပြီးတော့ကောင်းလာကြတယ်ဒီ higher
ပို့ပြီးတော့မြင့်မားလာတယ်အကြီးချင်းတွေမြင့်မားလာတယ်ဒီ high jump တို့ pole jump တို့ခုံတဲ့အခါမှာလည်းပဲပို့ပြီးတော့မြင့်မားမားနဲ့တခြား Olympic တွေထက်အရင်တုန်းကတဲ့အရည်အသွေးတွေပို့ပြီးတော့မြင့်မားလာတာကိုတွေ့ရတယ် stronger Olympic ထဲမှာပါဝင်ကစားကြတဲ့လူတွေအားလုံးကဒီခံရည်နိုင်စွမ်းတွေခွန်အားတွေပို့ပြီးတော့ရှိကြတယ်ဒီ weight တွေပါတွေမတဲ့အခါမှာအရင်တုန်းကစံချိန်နဲ့ပို့ပြီးတော့ weight တွေကိုမနိုင်တဲ့အခြေအနေရှိလာတယ်အဲ့တော့ဒီနေ့ကျင်းပတဲ့မေတော်ဘုကောင်းငင်တို့ပြဆောင်ခြင်းခံရတဲ့ပွဲဟာမေတော်ဟာ faster အကူကြီးလိုတဲ့လူစီမှာအမြန်သွားတယ်သူ့ရဲ့အမတဝင်းခွဲ Elizabeth အကူကြီးလိုသွားတဲ့အခါမှာအစောတလင်းအင်္ဂလိပ် in haste မြန်နဲ့အကူကြီးလိုတဲ့ဆိုရင်ပြေးသွားတယ်ကန္နာပွဲမှာစပည့်ကုံသွားတဲ့အခါမှာတခင်သူကပြောတယ်ငါအချိန်မရောက်သေးဘူးမေတော်ဟာ no faster ခဏနေဒါကိုချွင်းချက်ထားပြီးတဲ့နောက်အမြန်ကူညီပေးပါဆိုပြီးတော့လုပ်တယ်လို့ကျွန်တော်ဟာဒီနေ့မေတော်မကောင်းရင်တို့ပြဆောင်ကြီးခါရမေတော်ရဲ့စိတ်ဓာတ်ကအကူညီလိုတဲ့သူကိုကူညီဖို့ရာအတွက်နှောင့်နှေးခြင်းမရှိဘဲနဲ့ရောက်နိုင်ဖို့ရာအတွက်ကျွန်တော်ကိုလည်းပဲတတိပေးနေတယ်ကျွန်တော်ကူညီဖို့ရာအတွက်ဘေးပတ်ဝန်းကျင်ကြည့်တဲ့အခါမှာဒူးနဲ့ဒေးပဲရှိတယ်ဗျကူညီနိုင်တဲ့လူတွေကိုယ့်ရဲ့တတ်ဆွမ်းနိုင်သမျှကိုယ့်ရဲ့ရှိတာလေးဝေမျှနိုင်သမျှဝေမျှဖို့ရာအတွက်နောက်ကြမှာ afterwards later tomorrow ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ချက်ချင်းကူညီနိုင်ဖို့ရာအတွက်မေတော်ကသတိပေးနေတာ faster higher မေတော်ကအခုမူကောင်းငင်ကိုတက်သွားပြီးနောက်ပိုင်းမှာသူ့ရဲ့အခြေအနေကပိုပြီးတော့တောင်မှမြင့်မားလာတယ်ကျွန်တော်ကူညီဆောင်ရှောက်ဖို့ရန်အတွက်မေတော်ရဲ့အခြေအနေကဘုရားရှင်နဲ့ပုံမူပြီးတော့နိကနေတဲ့ကြောင့်မို့ကျွန်တော်အားယူစရာရှိတယ်။နောက်ပြီးတော့မေတော်ရဲ့ဘုကောင်းတို့ပြည့်ဆောင်ခြင်းကမှာ stronger ဘုရားနဲ့ခရစ်တော်ဘုရားနဲ့နိကနေတဲ့အခါမှာသူတို့ကျွန်တော်တို့ကိုကူညီနိုင်တဲ့ခွန်အားကပိုပြီးတော့များမှကြီးမားနေရတယ်။ယာမင်းကြီးကပြောသလိုဒီနေ့က15ရက်နေ့တုန်းကပြောတာမေတော်ကသွားပြီးတော့ဟိုမှာမကောင်းကင်မှာသွားပြီးတော့ဆင်းတုလို့သွားထိုင်းနေတာမဟုတ်ဘူးတဲ့ရုပ်ထုသွားလုံနေတာရုပ်ဖြစ်နေတာမဟုတ်ဘူးကျွန်တော်တို့ကူညီဖို့အတွက်ကျွန်တော်တို့ပျော်တယ်မေတော်ကအတူတူပျော်တယ်ကျွန်တော်တို့မျက်ရည်ကျတယ်မေတော်ကလည်းမျက်ရည်ကျတယ်အဲဒါကြောင့်မို့ကျွန်တော်ဟာမေတော်ကိုအားကိုးပြီးတော့ခရစ်တော်နဲ့ဒီခဏကျမ်းစာတွေမှာပါတဲ့အတိုင်းပဲဆင်းရဲနွမ်းပါတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေကိုပံ့ပိုးဖို့ရန်အတွက်မေတော်ဟာခရစ်တော်နဲ့အတူတူပူးပေါင်းနေတဲ့အတွက်ကျွန်တော်ဟာယုံကြည်ခြင်းပွားများဖို့ရာအတွက်မေတော်ကိုတရားကြည်ညိုဖို့မေတော်ကိုချစ်ဖို့ရာအတွက်မေတော်ကိုအားကိုးဖို့ရာအတွက်တော့တတိပေးတဲ့ပွဲတစ်ခုဖြစ်ပါတယ်အားလုံးဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာအထူးခံစားနိုင်ကြပါစေ